မင်းတို့ဘာကောင်မဲဖြစ်ဖြစ်ကြိုက်တဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့ငါတို့တယောက်တောင်စိန်ခေါ်ပြီးချနေတယ်ကြမ်းလာပါပြီဆိုရဲဆရာကြီးယူဆောင်မိုဘိုင်းလေးကျန်တွေကဆရာဝန်နေတာဆေးမထိုးဘူးဆိုရင်တခင်ကြီးဆန်းဆိုတဲ့ဟီးရိုးကလည်းရှော့တက်လို့မရပါဘူးဒါပေမဲ့လည်းဒီလိုမျိုးကြမ်းလာပါပြီဆိုရဲငကားမင်းတို့မြောင်မင်းတို့ကိုတောင်ကြောင်ပြောက်သွားအောင်လုပ်နိုင်တဲ့ဟီးရိုးတစ်ကောင်ရှိတယ်ဟုတ်ပါတယ်မိတ်ဆွေထင်နေတာမမပါဘူးသူကတော့ဆရာမကြီးနနပါဆရာမကြီးနဲ့တွေ့ရင်ဘယ်ဟီးရိုးမှမလွတ်ပါဘူးသူနဲ့ချလို့မနိုင်လို့ကိုကတွေးတစ်ဆက်လေးနဲ့ပြေးလာရင်တောင်သူ့ရဲ့ flame shot ကြီးကကိုဖင်ကိုဝင်စောင့်တတ်ပါသေးတယ်အခုကြည့်နေတဲ့လူတွေထဲမှာလည်းဆရာမကြီး flame shot နဲ့အထူကောင်းလို့မရှော့တင်ပဲရှော့ခဲ့ရတဲ့အခိုက်အတန့်တွေရှိဘူးမဲ့ထင်ပါတယ်ဘယ်လောက်ထိအမြင်ကပ်ဖို့ကောင်းလဲဆိုတာဒီနေရာမှာပဲကြည့်ဗျာတာမန်ဟီးရိုးဆိုရင်ဂေါ့ရဲ့ ultimate ကြောင့်ပဲရှော့နေပါပြီဒါပေမဲ့ तू ကမသေးတဲ့ပြင်ကေးတောင်ကောက်ပြီးတော့တာဝါတွေကနေအသက်ရှင်လက်တောင်ထွက်ပြတော့တာပဲကြည့်တော့ဗျာအမြင်ကပ်ဖို့ကောင်းတာဒါနေမလားဆိုတော့မဟုတ်သေးပါဘူးနနရဲ့ ultimate ကြံပါသေးတယ် ultimate နင်းခံလိုက်ရလို့ကိုကောင်တွေဘက်ကိုပြန်ပြေးမယ်ဆိုရင်လည်း3ခါတောင်အနင်းခံရမှာပါဒီလိုမှမဟုတ်ပဲစက်ညင်ဘက်ကိုပြေးမယ်ဆိုရင်လည်းဆီယာမိုင်းနန flame shot တို့ skill 1တို့နဲ့ပြုံးကြီးစောင့်နေမှာပါဒီပွဲမှာဆိုရင်လည်းကန်ကောင်းလို့တာအစဲမခံခဲ့ရတာဗျာဟိုဘက်ကလင်းကိုကျွန်တော်ပွဲစာတွေကလိုက်ပြီးတော့နှောက်ပါတယ်ကျွန်တော်အနှောက်ကောင်းလိုက်တာဆရာကြီးလင်းခမဘာလို့ဘာကန်မှမသိပြားတွေခန့်နေတာကိုမြင်ကြမယ်ထင်ပါတယ်အဖြစ်ဖြစ်ကိုက run ဆော့တဲ့ခါကျရင်ကြောင်မပြောက်ချင်ဘူးဆိုရင်တော့နနကိုဘန်းပါ